ဉာဏ်ရည်နဲ့တကူဓာတ်ရိုက်အချိုးကျသလားအခုအကြောင်းအရာလေးကကျွန်တော်စိတ်ထဲမှာဒီအပိုင်းတွေးမိနေတဲ့ကိစ္စလေးတခုဗျာဘာလို့လဲဆိုတော့ဉာဏ်ရည်နဲ့တကူဓာတ်ရိုက်အချိုးကျသလားဆိုတဲ့ကိစ္စလေးပဲဉာဏ်ရည်ဆိုတာကတော့ IQ ကိုပဲအဓိကရည်ညွှန်းရမှာပဲဒါပေမဲ့တခြားတွေလည်းရှိပါသေးတယ်ခင်ဗျာလောလောဆယ်မှာတော့ IQ ကိုပဲတည့်ပြီးတော့အရင်ပြောလိုက်အောင်မယ်အဲ့ဒီထဲမှာ wisdom တို့ knowledge တို့ထည့်ရမှာပေါ့အဲ့ဒီကိစ္စကိုမပြောခင်မှာတကူဆိုတဲ့ကိစ္စကိုလည်းကျွန်တော်စဉ်းစားမိတယ်ဗျာတကူရှင်တို့တကူရှိတယ်လို့ဆိုလိုက်ရင်အရင်ဆုံးပြင်းပြင်းမိကြမှာကတဘာဝလွန်စွမ်းအားမျိုးတွေကိုပဲအများဆုံးဖြစ်မှာကျွန်တော်ကတော့အဲ့ဒီကိစ္စကိုခဏဖယ်ထားခြင်းနဲ့အဲ့ဒါကသိပ္ပံနိကြတတိပြဖို့လည်းခက်တယ်နောက်ပြီးတော့အငင်းပွားစရာတွေလည်းရှိတယ်ဒီလိုပြောလိုက်လို့ပဲတဘာဝလွန်စွမ်းအားတွေမရှိဘူးအဲ့ဒီလိုအစွမ်းတွေပိုင်ဆိုင်ထားတဲ့သူတွေမရှိဘူးလို့မဆိုလိုပါဘူးကျွန်တော်တို့လိုတာမန်လူတွေကတီးနိုင်တဲ့မြင်နိုင်တဲ့ယုံကြည်လို့ရတဲ့တကူပုံစံမျိုးကိုပဲအမြင်တစ်မျိုးနဲ့ချင်းကပ်ချင်တာဗျာဉာဏ်ရည်ဆိုတာကလူတိုင်းပိုင်ဆိုင်ထားတဲ့စွမ်းရည်တစ်ခုပဲဗျာအားလုံးလည်းသိထားပြီးသားဉာဏ်ရည်နှိမ့်တာမျက်နှာကတော့ကွာသွားမယ်အဲ့ဒီကွာခြားချက်အလိုက်နောက်ဆက်တွဲကွာခြားသွားမယ့်အကြောင်းအရာတွေလည်းရှိနေမယ်ရေဘူးရပြောရမယ်ဆိုရင်ဉာဏ်ရည်မြင့်တဲ့သူတွေကတင်ယူနိုင်စွမ်းမြင့်မယ်နားလေသဘောပေါက်နိုင်စွမ်းမြင့်မယ်ထိုးထွင်းသိမြင့်နိုင်စွမ်းလည်းမြင့်မယ်ပြဿနာတွေကိုဖြေရှင်းနိုင်စွမ်းမြင့်မယ်အဲ့ဒါတွေကလည်းသူတို့အတွက်တကူတစ်ခုပဲလေကျွန်တော်ကတော့အဲ့ဒီလိုပဲမြင်တယ်လူတွေတတ်မှတ်ထားသလိုမျိုးဝုန်းကနေဒိုင်းကနေဟာကနေဟင်ကနေဖြစ်အောင်လုပ်နိုင်မှာတကူလို့ခေါ်တာမဟုတ်ပါဘူးဒီလိုမျိုးတကူတိတိလေးတွေကလည်းထက်တွက်လို့ရမယ်လို့ထင်တယ်ဒီနေရာမှာအခေါ်အဝေါ်လေးတွေကိစ္စနည်းနည်းထည့်ပြောရမယ်ကျွန်တော်အနေနဲ့ကတော့တကူပါဝါစွမ်းအားကိုဘယ်လိုပဲတုံးအတူတူပဲဒီမှာတော့အလင်းတင်းသလိုကျွန်တော်တုံးသွားပါမယ်တကူနဲ့ပတ်သက်လာရင်လူအများစုကကြားဘူးနေကြစကားပုံရှိပါတယ်လူတယောက်ရဲ့ဖုန်းတကူကအလုံးလုံးချင်းပဲဆိုတဲ့စကားပုံမှာအလုံးလုံးတယ်ဆိုတာစွမ်းရည်ကိုအသုံးချတာစွမ်းရည်ကောင်းရင်တော့လုံနိုင်စွမ်းကောင်းမယ်အဲ့ဒီကြရင်တော့ရလတ်ပိုကောင်းမယ်ပေါ့ဗျာဒီနေရာမှာကျွန်တော်တို့စဉ်းစားစရာတစ်ခုရှိလာတယ်ဉာဏ်ရည်ဆိုတဲ့အိုင်ကျူကတဘာဝအရပါလာတာလားလေ့ကျင့်ယူလို့ရလာတာလားဆိုတဲ့ကိစ္စသိပ္ပံပညာရှင်တွေအများစုကတော့ IQ ဟာမျိုးရိုးဗီဇဂျနက်တစ်ရဲ့ဩဇာလွှမ်းမိုးမှုအများကြီးရှိတယ်လို့လက်ခံထားကြတယ်ဒါပေမဲ့သူတေသနတွေပြောပြတာက environment လို့ခေါ်တဲ့ပတ်ဝန်းကျင်နဲ့လေးလာတင်ယူမှုတွေကလည်းဉာဏ်ရည်ကိုတိုးတက်စေပါတယ်ပိုပြီးထက်မြက်လာအောင်လှုပ်ဆောင်နိုင်တယ်ဆိုတာကိုတွေးရှိထားကြတယ် brain plasticity အုံနောက်ရဲ့ပြောင်းလဲနိုင်စွမ်းဆိုတဲ့အယူအဆကလည်းဒီကိစ္စကိုထောက်ခံနေပါတယ်လူတစ်ယောက်ရဲ့အုံနောက်ကမွေးစားကားနေအသက်ကြီးတဲ့အထိဆက်ပြီးတော့အာယွန်ဂျော်ရီရဲ့ချိတ်ဆက်မှုပုံစံကိုပြောင်းလဲနိုင်တယ်အသစ်တွေလည်းထပ်ပြီးတော့တည်ဆောက်နိုင်တယ်ဒါကကျွန်တော်တို့လေ့လာလေးစဉ်းစားလေးတွေးခေါ်လေးအုံနောက်ကပို့ပြီးတော့စွမ်းရည်မြင့်လာလေးပဲဖြစ်တယ်အဲ့ဒီတော့အစောပိုင်းမှာပြောခဲ့တဲ့တင်ယူနိုင်စွမ်းထိုးထွင်းသိမြင့်နိုင်စွမ်းဆိုတဲ့တကူတွေဟာမွေးရပါအပြင်ကမှလေ့ကျင့်လို့လည်းရနိုင်တယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့ဥပမာကျွန်တော်တို့ကားမောင်းတက်ဖို့တင်ယူရတာမျိုးပဲလေအစာပိုင်းမှာခက်ပင်မဲ့များမောင်းလာတဲ့အခါမှာပို့ပြီးတော့ကျွမ်းကျင်လာမယ်ပိုမြန်လာမယ်ပြဿနာတွေကိုလည်းပိုကောင်းကောင်းဖြေရှင်းလာနိုင်မယ်အဲ့ဒီလိုကျွမ်းကျင်မှုမျိုးကိုကျွန်တော်ကတော့တည်တည်လေးပင်မဲ့တကူလို့ပဲမြင်တယ်ဒီလိုပဲတချို့လူတွေကတင်ချာကိုအခြားသူတွေထက်ပိုတွက်နိုင်တာကွန်ပျူတာ program တွေကိုပို့ပြီးတော့ထိုးထွင်းမြင်တတ်တာစာအုပ်တအုပ်ဖတ်ရုံနဲ့အချက်လက်တွေအများကြီးမှတ်မိနိုင်တာဒါတွေအားလုံးက IQ ကြောင့်ဖြစ်လာတဲ့တကူတွေပဲကျွန်တော်တို့ရဲ့လူသမိုင်းတစ်လျှောက်မှာကြည့်ရင်လေအထင်ကြီးပုဂ္ဂိုလ်ကြီးတွေကိုကြည့်လိုက်Albert Einstein တို့လီယိုနာဒိုဒါဗင်စီတို့လိုဉာဏ်ရည်ထက်မြက်တဲ့သူတွေဟာသူတို့ခေတ်ရဲ့တကူရှင်တွေပဲသူတို့ရဲ့ဉာဏ်ရည်ကနေပြီးတော့သိပ္ပံပညာတွေနည်းပညာတွေအနုပညာတွေဖန်တီးခဲ့ကြတယ်ကျွန်တော်တို့ဒီနေ့ခေတ်မှာသုံးနေတဲ့နည်းပညာတွေစက်ပစ္စည်းတွေအားလုံးဟာလေဉာဏ်ရည်မြင့်မားတဲ့လူတစ်ယောက်သို့မဟုတ်အဖွဲ့အစည်းတစ်ခုရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းဖန်တီးနိုင်စွမ်းဆိုတဲ့တကူကနေပေါ်ထွက်လာတာတွေကြီးပဲဒီလိုပြောလိုက်ရင်ပဲတယောက်ချင်းစီမှာရှိတဲ့ IQ အားလုံးဟာတကူဖြစ်လာနိုင်တယ်လို့ကောက်ချက်ချလို့ရပါတယ်အဲ့ဒီတကူကိုပဲအလုံးနဲ့ရောဆက်လိုက်တဲ့အခါမှာရလာတဲ့ရလက်ကပို့ပြီးတော့အစွမ်းထပ်လာတာပေါ့အလုံးဆိုတာကစွမ်းရည်ကိုအသုံးချတာပဲစွမ်းရည်ကောင်းရင်တော့အလုပ်ကောင်းမယ်အလုပ်ကောင်းရင်တော့ရလာတဲ့ရလက်ဟာလည်းပို့ပြီးတော့ကောင်းမွန်လာမယ်ဒါကတကူကိုဖန်တီးတဲ့စဝိုင်းတစ်ခုလို့ကျွန်တော်မြင်တယ်ဉာဏ်ရည်ကစွမ်းရည်ကိုဖြစ်စေတယ်စွမ်းရည်ကိုအသုံးချတဲ့အခါတကူဖြစ်လာတယ်အဲ့ဒီတကူကနေတဆင်ရလက်ကောင်းတွေဖန်တီးနိုင်တယ်ဒါကြောင့်ပဲဉာဏ်ရည်နဲ့တကူကဓာတ်ရဲ့အချိုးကျတယ်ဆိုတာဟာစကလုံးတသက်မဟုတ်ပဲလက်တွေ့အသုံးချလို့ရတဲ့တဘာဝတစ်ခုပဲလို့ကျွန်တော်ယုံကြည်မိတယ်ဉာဏ်ရည်ဆိုတာကိုကျွန်တော်တို့က IQ တစ်ခုတည်းနဲ့ပဲမကြည့်သင့်ဘူးစိတ်ခံစားမှုဉာဏ်ရည် emotional intelligence တို့လူမှုရေးဉာဏ်ရည် social intelligence တို့ဆိုတာတွေကလည်းရှိနေသေးတယ်ဒါတွေအားလုံးကလည်းတကူတွေပဲဥပမာစိတ်ခံစားမှုဉာဏ်ရည်မြင့်တဲ့သူတစ်ယောက်ဟာ
သူတစ်ပါးရဲ့စိတ်ခံစားမှုကိုနားလည်ပြီးတော့သူတို့နဲ့လိုက်လျောညှိထွေးဆက်ဆံတတ်တယ်ဒီစွမ်းရည်ကအဖွဲ့အစည်းတစ်ခုလုံးကိုဦးဆောင်တဲ့အခါလူအများနဲ့ပူးပေါင်းလှုပ်ဆောင်တဲ့အခါအင်မတန်အစွမ်းထက်တဲ့တကူတရက်ဖြစ်လာတယ်ဒါကြောင့်လူတွေကိုစီးယုံနိုင်တယ်ဆွဲဆောင်နိုင်တယ်ဆိုတဲ့တကူမျိုးကိုလေဉာဏ်ရည်တစ်ခုရဲ့အခွဲအဖြစ်မြင်နိုင်မယ်သိပ္ပံနည်းကြပြောရမယ်ဆိုရင်လူတစ်ယောက်ရဲ့အုံနောက်ထဲမှာ mirror neuron ဆိုတဲ့အာရုံကြောဆဲတွေရှိတယ်ဒါတွေကသူတစ်ပါးရဲ့လှုပ်ဆောင်ချက်တွေကိုကျွန်တော်တို့ကမြင်လိုက်တဲ့အခါခန်းစားလိုက်ရတဲ့အခါကျွန်တော်တို့ရဲ့အုံနောက်ထဲမှာပါလိုက်ပြီးတော့အလုပ်လုပ်ပါတယ်ဒီအချက်ကလူတစ်ယောက်ရဲ့စိတ်ခံစားမှုဉာဏ်ရည်နဲ့ဆက်ဆက်နေပါတယ်ဒါကြောင့်ပဲတစုံတစ်ယောက်ကခမားကိုကျင်နာမှုပြသလိုက်တယ်ဆိုရင်ခမားရဲ့အုံနောက်ထဲမှာပါအဲ့ဒီကျင်နာမှုကိုခံစားနိုင်တဲ့တုတ်ပြန်မှုတွေဖြစ်ပေါ်လာတယ်လူအချင်းချင်းဆက်သွယ်မှုနဲ့အပြန်အလှန်နားလည်မှုဆိုတဲ့တကူကို mirror neuron ကဖန်တီးပေးတယ်လို့ဆိုနိုင်တာပေါ့ဒီနေ့ခေတ်မှာကျွန်တော်တို့တူးချင်းစီရဲ့ဉာဏ်ရည်ထက်အများနဲ့ပေါင်းဆက်ထားတဲ့စုပေါင်းဉာဏ်ရည် collective intelligence ရဲ့တကူကပိုပြီးတော့ကြီးမားလာတယ်။ internet လူမှုကွန်ရက်တွေနဲ့ဤပညာတွေကြောင့်တကမ္ဘာလုံးကဉာဏ်ရည်မြင့်မားတဲ့ပညာရှင်တွေစိတ်ကူးကောင်းတဲ့လူငယ်တွေဟာတနေရာထဲမှာပဲချိတ်ဆက်မိပြီးတော့ပြဿနာတွေကိုအတူတူဖြေရှင်းနိုင်လာကြတယ်။ Wikipedia လိုအဖွဲ့အစည်းကြီးတစ်ခုဒါမှမဟုတ် Linux လို open source နည်းပညာမျိုးဟာစုပေါင်းဉာဏ်ရည်ရဲ့တကူတွေပဲ။ဒီနေရာမှာကျွန်တော်တို့ကအရင်ကလိုပဲလူတစ်ယောက်တည်းရဲ့တကူကိုပဲပြောနေလို့မရတော့ဘူးစုပေါင်းဉာဏ်ရည်ဆိုတာကလူတိုင်းမှာရှိတဲ့ဉာဏ်ရည်တိတိလေးတွေကိုတစ်ခုနဲ့တစ်ခုဆက်သွယ်လိုက်တဲ့အခါမှာဖြစ်လာတဲ့ပောက်ကွဲရတစ်ခုပဲဒီပောက်ကွဲရဟာအရင်ခေတ်ကစစ်တပ်ကြီးတွေနိုင်ငံကြီးတွေထက်တောင်မှပိုပြီးတော့အစွမ်းထက်လာနိုင်ပါတယ်ဥပမာကမ္ဘာတဝန်းကသိပ္ပံပညာရှင်တွေကပိုပြီးတော့မြန်တဲ့ကွန်ပျူတာ program တွေပိုပြီးတော့ကောင်းတဲ့စေဝါတွေစားသဖြင့်ဇက်တိုက်ဖန်တီးနေကြတယ်ဒါကတခုချင်းစီရဲ့ဉာဏ်ရည်တသေးလေးတွေပေါင်းဆက်ပြီးတော့ဖြစ်ပေါ်လာတယ်ကြီးမားတဲ့တကူလိုပဲကျွန်တော်ကတော့အခိုင်အမာယုံကြည်တယ်ကျွန်တော်တို့အစားကပြောခဲ့တဲ့တဘာဝလွန်စွမ်းအားတွေမျက်စိနဲ့မမြင်နိုင်တဲ့တကူတွေကိစ္စကိုခဏဖယ်လိုက်ပြီးလက်တွေ့ဘဝမှာတွေးမြင်နေရတဲ့ဉာဏ်ရည်နဲ့တကူကိုပေါင်းဆက်ကြည့်လိုက်တဲ့အခါအချက်လက်တွေကပိုပြီးတော့ယုတ်တိရှိတာကိုတွေ့ရတယ်ဉာဏ်ရည်ဆိုတာကလူတစ်ယောက်မှာပင်ကိုရှိနေတဲ့ဒါမှမဟုတ်လေ့ကျင့်ယူလို့ရတဲ့စွမ်းရည် potential power တစ်ခုပဲဒီစွမ်းရည်ကိုတင်ယူမှုနဲ့အလုံးနဲ့ရောဆက်ပြီးတော့အသုံးချလိုက်တဲ့အခါမှာရလက်ကောင်းတွေဆိုတဲ့လက်တွေ့ကျတဲ့တကူ accurate power တရက်ဖြစ်လာစေတယ်။တင်ချာပု္ပ္ပစာတစ်ခုကိုတွက်နိုင်တာကွန်ပျူတာ program တစ်ခုဖန်တီးနိုင်တာဒါမှမဟုတ်လူအများကိုစီးယုံနိုင်တာတွေကဉာဏ်ရည်ကြောင့်ဖြစ်ပေါ်လာတဲ့တကူတွေပဲလို့ကျွန်တော်ယုံကြည်တယ်။နောက်ဆုံးအနေနဲ့တဦးချင်းစီရဲ့ဉာဏ်ရည်တတိလေးတွေဟာအချင်းချင်းပေါင်းဆက်လိုက်တဲ့အခါမှာစုပေါင်းဉာဏ်ရည် collective intelligence ဆိုတဲ့ပိုပြီးတော့ကြီးမားပိုပြီးတော့အစွမ်းထက်တဲ့တကူတစ်ရက်ကိုဖြစ်ပေါ်လာစေတယ်။ဒီတော့နောက်ဆုံးကောက်ချက်ချရမယ်ဆိုရင်ဉာဏ်ရည်မြင့်မားခြင်းဟာတကူကိုဓာတ်ရိုက်အချိုးကျစီပါတယ်ဆိုတဲ့အယူအဆကတဘာဝလုံးကိစ္စတွေထက်လက်တွေ့ကြတွေးကြည့်မယ်ဆိုရင်ပိုပြီးတော့ခိုင်မာလာမှာဒါကကျွန်တော်ရဲ့အမြင်ပါပဲအခုကြည့်နေတဲ့သူတွေကရောဘယ်လိုမြင်မိကြလဲ comment ထဲမှာဆွေးနွေးပြီးပါအောင်ခင်ဗျာနောက်ဗီဒီယိုမှာနောက်ထပ်အကြောင်းအရာတွေနဲ့တွေ့ပါအောင်မယ်ဗျကျေးဇူးတင်ပါတယ်ခင်ဗျာ